ဒီမောင်ဝေကင်းဝေစင်စနာဒီတော်တိုင်းရည်ညီကြောင် အင်းနှဟောင်းပုံလို့တစ်နှစ်တည်းပြန်ပြီးတော့ ဦးဦးရေဦးဦးရေဦး ဟောခိုးလုံးပါလားဘာရီဒီလောက်လောနေတာလဲကွာ သူများတွေရေကစားနေကြပြီသားတို့လည်းသွားရအောင်လေမြန်မြန်ဦးရေ အေးပါကွာသွားကြတာပေါ့ အောင်ဦးပြောစရာကြီးနော်ဒါနဲ့တကြံဆိုတာရေပတ်တာတက်ပဲလားဟင် ဘဲဟုတ်မလဲကွာတကြံမှာရေပတ်တယ်ဆိုတာကပူအိုက်တဲ့နေရာဒီမှာအေးချမ်းပါစေလို့ဆိုတဲ့စေတနာနဲ့တယောက်ကိုတယောက်အေးမြတဲ့ရေစင်နဲ့ပတ်ဖြန်းပေးကြတာအဖိုးဖွားတွေကိုခေါင်းလျှော်ပေးတာခြေလေးလက်သေးညှက်ပေးရင်းလဲကုသိုလ်ယူကြတယ်လေပြီးတော့နွားမြင့်စားတဲ့တိရစ္ဆာန်လေးတွေကိုဘေးမဲ့ပေးတာတွေကလည်းငါတို့ရဲ့ချစ်စရာကောင်းတဲ့ကလေးတွေပဲပေါ့တကြံဆိုတာပါဠိနဲ့တက္ကရာသင်္ကန်းကဆင်းသက်လာတာကူးပြောင်းခြင်းလို့အဓိပ္ပာယ်ရတယ်အစောဆုံးမှတ်တမ်းရပကံခေနရတီဟပတိမင်းလက်ထက်ကလေးကရေကစားခဲ့ကြတာဒီလကိုတကူးလလို့ခေါ်တာကလည်းရှိကထမ်းပင်ထမ်းခိုင်ဝေးစားခြင်းထမ်းကူးတဲ့ကာလမှုထမ်းကူးလလို့ခေါ်ရကဆင်းသက်လာတာဒီလမှာဂန်းကိုပတောက်မှုဝပန်းတွေဝေးဝေးစားစားပွင့်ပူးကြတယ်မြမတကြံဟာပတောက်ပန်းနဲ့အမြဲတွန်တွဲနေတာပေါ့ကွယ်ဒီပွဲကငါတို့မြန်မာမှာတင်ကျင်းပတာမဟုတ်ဘူးထိုင်းမှာဆောင်းကွမ်လာအိုမှာထိုင်းနဲ့ကမ္ဘောဒီးယားမှာချောချန်သီဆိုပြီးကျင်းပကြတယ်ပြီးတော့တရုတ်ယူနန်ပြည်နယ်ကတိုင်းရင်းသားတွေကလည်းပေါ်ဆွေကျဲလို့ခေါ်တဲ့ရေတပင်ပွဲကိုစီစီကားကားကျင်းပကြတယ် ဟုတ်တယ်ဦးသားရင်ချင်းမှတွေ့ဘူးလေခေါင်းသားတွေကတော့အရန်လာတာပဲ အခုဆိုရင်ငါတို့ရဲ့မြမတာတကြံကို UNESCO ကကမ္ဘာကျက်မဲ့ယဉ်ကျေးမှုအမွေနှစ်အဖြစ်တောင်သတ်မှတ်လိုက်ပြီဘယ်လောက်တောင်ကိုယူဖို့ကောင်းလိုက်ပြီလဲဟာ ဟိုမှာစတူဒီတာမနက်မုံလုံးရေပေါ်ကျွေးနေတယ်သွားစားရအောင်ဦး အေးပါကွာဒီစတူဒီတာမန်လက်တွေကလည်းမြန်မာလူမျိုးတွေရဲ့စေတနာတရားကိုပြတဲ့တင်နေတာတွေပဲပေါ့ မုံလုံးရေပေါ်လေးတွေတက်ပြီးဟိထဲမှာဝင်ထိုင်ပြီးမုံလုံးရေပေါ်သုံးဆောင်ကြပါရှိ စားကောင်းလိုက်တာသားတော့ရိုးရတကြံပွဲကိုကိုတန်မိုးထားတက်သွားပြီးဦးနောက်နှစ်လည်းအတူတူထွက်လေကြမယ်လေ ကောင်းတာပေါ့ကွာမိတ်ဆွေတို့လည်းအတားရင်နဲ့အေးချမ်းကြပါစေဗျာ